သူ့အမိကတော့တိုးမောင်ရွာထဲမှာတော့သူ့ကိုငကြောက်ဖားလို့ခေါ်ကြပါတယ်။ဘာကြောင့်လဲဆိုတော့သူဟာကြောက်တတ်တယ်။ကြောက်တတ်တာကြောင့်ဖားတယ်။အဲ့ဒီခုကိုပေါင်းပြီးတော့နာမည်ရင်းပြောက်သွားပြီးငကြောက်ဖားလို့အမည်တွင်လာတာ။သူဟာတခြားသူတွေထက်အနှဲငယ်အရက်ပုတ်ပြီးတော့ကင်တိုတယ်။မျက်နှာမှာကြောက်ပေါက်မှတချို့ရှိတာကြောင့်ရုပ်ဆိုးပေမဲ့အပြုံးချိုတယ်။သူဟာငွေရှိအာနာရှိသူတွေကိုကြောက်ပြီးတော့ဖားတဲ့သူမဟုတ်ဘဲနဲ့သူနေထိုင်တဲ့ပြင်းမရွာတရွာလုံးမှာရှိတဲ့အရွယ်ရောက်ပေးသူတိုင်းကိုကြောက်ပြီးတော့ဖားနေတဲ့လူတစ်ယောက်လည်းဖြစ်ပါတယ်။အခုလည်းလှူဒန်းတစ်ခုမှာအတ္တိခေတ်ကာလတွေစီကဘသူမှမနေခြင်းနဲ့ထမင်းပကံစေးတဲ့နေရာမှာသူနဲ့တူတူကိုပိန်လို့အမိရတဲ့လူတစ်ယောက်နဲ့ပကံစေးတယ်။ငကြောက်ဖားနဲ့ကိုပိန်ပကံစေးတာကြားလိုက်တာမြင်မြန်စေးဟာဟုတ်ကဲ့ပါကိုသားမောင်ကျွတ်တို့မြင်မြန်စေးပါမယ်။အေးမြင်မြန်လောက်ကွာလူတွေကများနေပြီ။ကျွတ်တို့တွေထမင်းလေးစလို့လူရှင်းမှစားလေကွာအခုကလူတွေများနေတော့ကရတာကောင်တာမောင်ရဲ့စကားကြောင့်ငကြောက်ဖားနဲ့ကိုပိန်နောက်ထပ်ဘာစကားမှထပ်မဆိုတော့ဘဲနဲ့ပကံတွေကိုသာခတ်တွတ်စီးလိုက်ကြတယ်။မကြခင်ချိန်မှာပဲလူပြိုပေါက်လေးတွေကထမင်းပကံတွေကိုစီယူလာပြီးတော့ငကြောက်ဖားနဲ့ကိုပိန်နီးမှာချကားကိုပိန်ကြီးနဲ့ကိုကြောက်ဖားလဲနှိမ့်လိုက်တာဗျာမြင်မြန်လို့ဗျအလူကပကံတွေသိမ့်ရင်ဒါတွေလောက်ရအောင်ပါလူငယ်လေးတယောက်ကပါဇက်ကိုလက်မနဲ့တစ်ခုခုတောက်ခံပြိုရင်းနဲ့စကားဆိုရတယ်ဒီလူငယ်လေးရဲ့စကားနဲ့တခြားသောလူငယ်တွေကလည်းစေးပြီးသားထမင်းပကံတွေကိုထန့်နေကနေဝင်ထောက်တယ်ဟုတ်တယ်ဗျမြင်မြန်လို့အလူကလူတွေလာချက်ဝတ်သားတောင်ပြတ်သွားပြီအေးဆိုကွာအစီတုံးတွေကြီးကျန်တော့တယ်လူငယ်လေးရဲ့စကားကြောင့်ငကြောက်ဖားနဲ့ကိုပိန်အချင်းချင်းတယောက်မျက်နှာတယောက်ကြည့်မိတယ်ငကြောက်ဖားကြည့်တဲ့အတိတ်ပဲကိုသိတဲ့ကိုပိန်အတန်ခက်တူတူနဲ့အချင်းဟင်းနဲ့ငချောက်ကြော်လေးကြံရင်ပဲရပါတယ်ကွာငါကဝတ်သားစားချင်တာကွာအစီတော့ကြံမာသေးတယ်ကွာသူတို့ဒီလိုပြောပြီးတော့ပကံလေးကိုအကုန်ဆေးပြီးတဲ့နောက်အလှရှင်ရဲ့အိမ်အောက်ကိုဖတ်သွားကြတယ်ဒီကမှာသဘောကောင်းတဲ့ရွာသားတချို့ကသူတို့တို့ဦးကိုပြုံးရွှင်သွားတဲ့ထမင်းစားဖို့တက်ခေါ်တယ်ထမင်းစပွဲဝိုင်းမှာတော့ငကြောက်ဖားနဲ့ကိုပိန်ထိုင်တာနဲ့ထမင်းပကံနှစ်ချက်နဲ့တူတူအစီသားကျန်တော့တဲ့ဝတ်သားဟင်းပကံကိုလာချပေးတယ်ပြီးတော့အချင်းရင်ငချောက်ကြော်နဲ့လာချပေးတယ်ထမင်းလာချပေးတဲ့ကောင်းလေးတွေဟာသူတို့နဲ့ကိုကြည့်ပြီးတော့ကိုငကြောက်ဖားနဲ့ကိုပိန်ကြီးမြင်မြန်စားတော့အေးပါကွာငါတို့စားတာမြန်ပါတယ်ကွာအေးဗျာစားအလူတကာရဲ့သမီးကသူ့ဧည့်သည်လာအောင်မာတဲ့ကျတို့လည်းခမရတို့နှစ်ယောက်ကိုအခုလိုပြောရတာအားတော့နားပါတယ်ဗျာရပါတယ်ကွာငါတို့နားလဲပါတယ်ကိုပိန်ကြီးနဲ့ငကြောက်ဖားတို့နှစ်ယောက်လည်းအလူရှင်ရဲ့အိမ်ရောက်မှာထမင်းကိုခက်မမြန်စားနေကြတယ်အသားမပါအစီသားကျန်းတဲ့ဝတ်သားကိုတယောက်တစ်ဖက်ခက်ထက်တဲ့အချိန်အလူဒါရကဖြစ်သူဦးတောက်ထုံရောက်ရှိလာပြီးတော့သူတို့နှစ်ယောက်စားနေတဲ့ဟင်းပကံတွေမှာဝတ်သားအစီဘက်တွေကိုမှွေးနှောက်လိုက်ပြီးတော့တပ်ပြင်းတစ်ချက်ကိုမတိမတာချတယ်ဟဲ့ကောင်တွေကိုပိန်တို့အတွက်အစီတွေကြီးပါလားဘသူမှမစားချင်လို့ခြံခဲ့တဲ့အစီတွေဘာလို့များသူများကိုချကျွေးနေရလဲဦးတော်ထုံးစကားကြောင့်ကိုပိန်နဲ့ငကြောက်ဖားဟာအားတုံအားနာနေပဲရတယ်ဦးလေးကျတို့အိမ်မှာဆိုဒီလိုတော့မှစားရတာမဟုတ်ဘူးဗျငချောက်ကြော်နဲ့အချင်းဟင်းနဲ့တင်အဆင်ပြေပါပြီဗျာမဟုတ်တာကွာမင်းတို့နှစ်ယောက်တစ်နေ့လုံးပကံစိမ့်နေတာငါတွေ့တယ်ဦးတော်ထုံးရဲ့စကားကြားတဲ့အခါမှာလူငယ်တယောက်သူတို့နားကိုရောက်လာတယ်ဦးကြီးဝတ်သားကပြတ်သွားပြီလေဗျဘသူပြောတာလဲဦးလေးမိမနဲ့တမီးပဲပြောတာဟာအစောကမှအိမ်မမှာဝတ်သားတအိုးတွေးခဲ့သေးတယ်အဲ့ဒါကဦးလေးတမီးဧည့်သည်တွေကိုကြွေးဖို့ဆိုလားဘာဒီလောက်များတာကိုကွာသွားကိုပိန်တို့ကိုတက်ခွက်မပေးနိုင်ဘူးလေလားမိပန်ဟဲ့မိပန်ဦးတော်တော်ဟာလူရိုးလူဖြောင်တအိုးဖြစ်တဲ့အတွက်လူတန်းစားခွဲခြားတဲ့တမီးဖြစ်သူကိုအတော်လေးကိုစိတ်ဆိုးသွားပုံဖြစ်တယ်ကျလောင်စွာအော်ကော်တဲ့တန်ကြောင့်အိမ်မော်ကမိန်းကလေးငယ်တွေကိုဆင်းလာတယ်အဖေဘာဖြစ်လို့လဲနင်ကိုပိန်တို့ကိုကြွေးဖို့ဝတ်သားမရှိတော့ဘူးလို့ပြောတယ်ဆိုဟုတ်တယ်လေအဖေသမီးဧည့်သည်တွေလာအောင်ပါနင်ဧည့်သည်ကဘလောက်များလို့လဲဟင်းလေးတစ်ခွက်တောင်မပေးနိုင်ဖြစ်နေရလဲဟမ်အဖေရဲ့လိုသွားရင်မကောင်းဘူးလေပူတာကပြဿနာမရှိဘူးတော်စမ်းငါရွာသားနှစ်ယောက်ကိုတော့နင်ကအစီနဲ့ကြွေးတယ်ဟောလားအဖေရဲ့သူတို့နှစ်ယောက်ကအစီနဲ့စားလဲအဆင်ပြေတာပဲအဖေကပူကိုပူတယ်မိပန်နင်တော်တော်ကိုမရိုက်ပါလားငါအလှူမှာနင်ကငါသမီးဖြစ်နေလို့သာနင်ကိုနဲ့ဟောက်လာပြီးထင်းမနေနဲ့အဖေကဒီအောက်တန်းစားနှစ်ယောက်တည်းနဲ့မိဘစကားမဆုံးခင်မှာဦးတော်ထုံးလဲသမီးဖြစ်သူဘာကိုလူလေကောင်မှရိုက်ပစ်လိုက်တယ်
အောက်တန်းစားဆိုတာနင်းလိုမင်းကလေးကိုခေါ်တာမှတ်ထားလူတယောက်ကိုဘယ်တော့မှနင်းနေနာမပြောနဲ့နင်းမကြည့်နဲ့ငါအိမ်မော်ကနေခုချင်းစေမထင်မှတ်ထားတဲ့ဖြစ်ပျက်ကြောင့်လူအများငေးချောင်ကြည့်နေကြတယ်မိဘကတော့မျက်ရည်တွေရွယ်ပြီးတော့အိမ်မော်ကိုပြစ်တက်သွားတယ်မကြခင်ချိန်တွင်းမှာပဲဦးတော်ထုံးဇနီးတဲ့ဒေါ်တင်မြရောက်လာပြီးတော့ပြစ်တင်ပြောဆိုတယ်တော့သမီးကိုလူကြားထဲမှာရိုက်တယ်ဆိုတော့ယူမြသွားပြီလားသမီးလေးဘလောက်တောင်ရှက်သွားမလဲတော့မတွေးဘူးလားတင်မြနင်းသမီးကရောတစ်ဖက်လူဘလောက်တောင်မှရှက်နေမယ်ဆိုတာမတွေးပြီးနိုင်ဘူးလားကိုပိန်းနဲ့ငကြောက်ဖားကိုဘာလို့အသက်လို့ကြီးစော်ကားနေရလဲတော့ကသမီးနဲ့အဲ့ညောက်ကိုတန်းကြီးတာလားအလူမပကံစိတ်တဲ့ညောက်ကိုရှင်ကဘာလို့ဂယုဆိုင်နေရလဲတိတ်ဆန်းပကံစီးတာကအောက်တန်းကြတယ်လို့ထင်နေတဲ့နေတို့ရဲ့အတောက်အတွေးခေါ်တွေကိုအခုပဲပြင်နေတို့ဟဲကြီးဟန်ကြီးတွေလှုပ်ဖို့ငါငွေကုန်ခံပြီးတော့အလှလုံးနေတာမဟုတ်ဘူးနေတို့ကမပြောချင်တော့ကြည့်နေတာဒီတစ်ခါတော့တော်တော်လေးကိုလွန်သွားပြီအေးတေးမြောက်နေလည်းမကျင်တဲ့ဘူးလားနေလည်းအိမ်မော်ကနေစင်ဦးတော်ထုံးရဲ့ဒေါသကိုတီးတဲ့ဒေါ်တင်မြဟာဘာစကားမှမပြောနိုင်မနဲ့ငြိမ်သက်သွားခဲ့တယ်စိတ်ထဲမှာတော့ပြဿနာစတင်သူဟာကိုပိန်နဲ့ငကြောက်ဖားလို့တတ်မှတ်လိုက်ပြီးဘာမှမဆိုင်တဲ့သူတို့နှစ်ဦးကိုရန်ညှို့ထားလိုက်ပါတယ်တင်မင်းကအကောင်းကြိုက်လွန်ပါတယ်စိတ်သဘောထားကောင်းသူတွေကိုပထမဦးဆုံးခေါ်ဆောင်သွားလိမ့်ရှိပြီးစိုးသွမ်းသူတွေကိုတော့တက်ဆိုးရှိသေးပါတယ်အခုလည်းပြင်းမရွာမှာရှိတဲ့စိတ်သဘောထားအရန်ကိုကောင်းမွန်တဲ့ဦးတော်ထုံဟာ96ပါးယောဂနဲ့ရုတ်တရက်တိမ်မသွားတယ်ရွာသားတွေတော်တော်များများစိတ်မကောင်းဖြစ်ကြပြီးဒီထဲမှာဦးတော်ထုံရဲ့အိမ်မှာလူငါလုပ်တဲ့ကိုပိန်းနဲ့ငကြောက်ဖားတို့ဟာတခြားသူတွေထပ်ပို့ပြီးတော့ဝမ်းနဲ့ပလဲဖြစ်ကြတယ်အခုတော့သူတို့နှစ်ယောက်ဟာကျေးဇူးရှင်ဖြစ်တဲ့ဦးတော်ထုံရဲ့နောက်ဆုံးခီးကိုပို့ဆောင်ပေးခြင်းနဲ့ဦးတော်ထုံရဲ့ဇနီးနဲ့သမီးဖြစ်သူတို့ကသူတို့နှစ်ဦးကိုမလို့မုန်းထားတဲ့အညွန့်တွေနဲ့တောင်ရထဲမှာဒါနေဖို့ညွှန်ကြားထားတယ်မျက်နှာမွေးနှစ်ယောက်ရဲ့ဆန္ဒကိုဘယ်သူမှအကောင်ထဲမပေါ်ပေးခြင်းရဘူးငကြောက်ဖားကတဲအောက်မှာခြေပြစ်လက်ပြထိုင်ချလိုက်ပြီးသူ့ရဲ့ရှေ့မှာရှိတဲ့ကိုပင်ကိုစကားဆိုလိုက်ပါတယ်ကိုပင်ကြီးကျုပ်တော့ဦးလေးတောက်ထုံနာရေးကိုပို့ပေးခြင်းနဲ့ဗျာဒူဒူပဲငကြောက်ဖားဒါပေမဲ့ကွာဦးလေးမရှိတော့အမကြီးနဲ့မိပန်ကိုပဲသူတို့စကားနားထောင်ရမှာအေးဗျခမရနဲ့ကျုပ်ကလည်းဗျာစုံမစုံတတ်တယ်နှစ်ယောက်လုံးကမင်းမရှိပါမရှိတကောင်ကြွက်ရုပ်ဟောရုပ်ဆိုးလက်တူတယ်ညံထိုင်းတာလည်းတုံးနေပြန်ရောဟဲ့ကောင်ကကြောက်ဖာငါရုပ်ကမင်းထက်သားပါတယ်ကွာတူတူပါပဲဗျာမသိရင်ခမရနဲ့ကျုပ်ကလူမရုပ်လိုဘာလို့နဲ့အမှန်တော့လူမလေးခွင်းမလန်းဗျကြောက်ဖာစိတ်ထားကိုကောင်းကောင်းထားကွာငါပြောပြမယ်မင်းလည်းရွာဦးเจ้าဆရာတော်တရားဟောထားတာကြားမှာပေါ့ဒိုးတွေဝတ်တွေခံနေရတယ်လို့ပဲသဘောထားကွာအရင်ဘွားကဝတ်ကြွေးကိုဒီဘွားမှာပဲအပြီးဆက်လိုက်ကြမယ်အေးဗျာကျုပ်စိတ်ထားကောင်းလို့လူတွေကကြောက်ပြီးဖားတယ်ထင်နေတာလေသိခံမယ်ဗျာနောက်ဘွားကအခုလိုမျိုးမဖြစ်စေဖို့အတွက်ကျုပ်တို့တွေတည်တည်ချာချာသိခံပြီးလုပ်မယ်ဆွေမရှိမျိုးမရှိတကောင်ကျွတ်တက်မျက်နှာနှစ်ယောက်ထဲဟာချင်းချင်းအရန်ကိုရိုင်းပင်ကြပါတယ်ရွာထဲမှာလူကောင်းတွေကြီးပဲတော့မဟုတ်ဘူးဒါပေမဲ့သူတို့နှစ်ယောက်အပေါ်စေတနာကောင်းမွန်လာတဲ့ဦးတောက်ထုံတို့လူမျိုးနှစ်ယောက်တောင်မရှိဘူးဒေါ်ထဲမှာရှိတဲ့တဲမှာနေရပေမဲ့ဦးတောက်ထုံဟာသူ့ရဲ့လူငါနှစ်ယောက်ဖြစ်တဲ့ငကြောက်ဖားနဲ့ကိုပိန်တို့ကိုအတော်ဂရုတစိုက်ရှိပြီးတော့မိသားစုနဲ့မချပြုတ်မှုဆက်ဆက်နေအဲ့လိုဂရုတစိုက်ရှိတဲ့ဦးတောက်ထုံရဲ့ဇနီးနဲ့သမီးဖြစ်သူဟာကြည်ပြင်းခြင်းတော့မရှိဘူးဒါပေမဲ့ဦးတောက်ထုံကိုကြောက်ရသူတွေမဟုတ်လို့အထောက်တော့မတက်ဘူးအခုတော့ဦးတောက်ထုံဆုံးပါသွားတာကြောင့်ငကြောက်ဖားနဲ့ကိုပိန်ထွက်အစင်မပြေမှုခီးချမ်းကစတင်လာခဲ့ပါတယ်ပြီးတော့သူတို့နှစ်ယောက်လည်းလာစရာမလိုဘူးဆိုတဲ့ဦးတော်ထုံရဲ့ဇနီးနဲ့သမီးဖြစ်သူရဲ့စကားကြောင့်တဲတဲမှသာစကားတပြည့်ပြည့်နဲ့နေရပါတယ်ပူပင်းတဲ့နေရောင်ကြီးအောက်မှာငကြောက်ဖားနဲ့ကိုပိန်တို့လဲကသိန်းရုပ်ပေါ်မှာရှိတဲ့ကားမင်းတွေကိုခုန်နေကြတယ်သူတို့ရဲ့လဲလီနာချင်းတွေဟာသူတို့နှစ်ယောက်ကိုလှမ်းអော်ပြီးတော့အနားယူဖို့တတိပေးတယ်ပြိုးကိုပိန်တို့ခင်ဗျားတို့စွန်းစားခေါင်းလောင်းထိုးနေပြီနားတော့လေဗျာနားလို့မရသေးဘူးဗျကိုဆိုအမကြီးနဲ့သူ့သမီးကနေမုန်းတဲမှာအလုတ်သိမ်းနဲ့ဟာဟဲ့လူတွေဒီလောက်တော့နေပူးနေတာနေမုန်းတဲမှာဆိုတေးသွားမှာပေါ့ဗျနားနားနဲ့နေလှုပ်ဆမ်းမှာဗျာသူတို့ကိုဂယူးဆိုင်မနေနဲ့မဖြစ်ပါဘူးကွာတော့ကြငါတို့ကိုပြဿနာရှာနေမှကိုဆိုးလို့အမိရတဲ့လင်းနီနာချင်းဟာဦးကောင်းကိုမတိမတာခါရမ်းပြီးတော့သူ့ရဲ့တဲတွင်ကိုပြန်ဝင်သွားတယ်တဲတဲကိုရောက်တာနဲ့
တဲပေါ်မှာရင်သွေးချမ်းတောက်နေသူဦးလေးဖြစ်သူဟာရင်သွေးချမ်းခွက်ကိုလက်ကကင်ထားပြီးတော့သူ့ဖြစ်သူကိုစကားဆိုလာတယ်။ကိုဆိုဘာဖြစ်တာတော့ကွာမင်းကိုကြည့်ရတာစိတ်ပြက်လက်ပြက်နဲ့ဘာဖြစ်ရမှာလဲဗျာဟိုလူယိုကြီးနှစ်ယောက်လေးဒီလောက်ပုံနေတာကိုမွန်းတဲမှအလုပ်သိမ်းမဲ့တဲ့ကျုပ်ဖြင့်တခါမှမကြောက်ဘူးဗျာလောက်ကလည်းဒီလောက်လည်းအရေးကြီးတာမဟုတ်ပဲနဲ့ဟောကိုဆိုဒေါ်တင်များနဲ့သူ့သမီးအကြောင်းမင်းလည်းသိနေလွန်ခဲ့တဲ့နှစ်ကသူတို့အလှူမှာလေအဲ့ဒီမှာကလေးကကိုပိန်နဲ့ငကြောက်ဖားကိုရန်ညိုးထားနေတာကွာဒါတွေကပြီးသွားပြီလေဗျာကိုပိန်တို့ဆိုတာလေဦးလေးသိတဲ့အတိုင်းပဲရိုးရိုးသားသားနဲ့အလုပ်အရန်လုပ်တဲ့သူတွေသူတို့ရဲ့အကျိုးစီးပွားအတွက်ပဲလုပ်ပေးနေတာအရင်ကကိုတောက်ထုံးရှိနေလို့အခွင့်မသာတာကွာအခုကိုတောက်ထုံးနဲ့ဆုံးပြီဆိုတော့သူတို့နှစ်ယောက်မလွယ်ဘူးကိုစိုးဟာတနာတက်သူပဲပြီးတစုံတစ်ခုကိုတေချာတွေးတော့ပြီးတော့ဦးလေးကျုပ်လဲလူငါလုံနေတာဗျအဲ့ဒါကိုပိန်တို့နှစ်ယောက်များလုံမလားကျုပ်ခေါ်လိုက်ရမလားသူတို့လုံမယ်ဆိုရင်တော့ခေါ်ဖို့ကွာအေးဗျာဒါဆိုကျုပ်သွားလိုက်မယ်ကိုစိုးကသူ့ရဲ့စီစဉ်တိုင်းပဲကိုပိန်နဲ့ငကြောက်ဖားကိုလူငါလုံမလားမေးဖို့အတွက်တဲကနေထွက်ခွာလာတယ်ကိုပိန်နဲ့ငကြောက်ဖားတို့ဟာကသင်းပေါက်နေရန်နေရကနေမိုးတက်တဲ့ချိန်မှာတော့တဲလေးစီကိုပြန်လာတယ်တက်စီရောက်တာနဲ့ရေခတ်သူကခတ်မွေးမွေးသူကမွေးနဲ့စပလုံးနိုင်ချင်းဖြစ်နေတဲ့သကောထဲထည့်ထားတဲ့ဆန်တွေအားလုံးကိုစပလုံးကောက်တယ်စပလုံးကောက်နေတဲ့ဆန်တွေကိုငကြောက်ဖားဟာမကြည့်မနှက်ကြည့်တယ်ဆန်နဲ့ဖွဲနေများမှားပိတ်လိုက်သလားကိုပညာကြည့်စမ်းမအောင်စပလုံးကလည်းပေါ်တယ်ကြောက်ခဲကလည်းပါသေးတယ်ဗျကျတို့စီကထွက်တဲ့စပားကတော့ဒီလောက်မညံ့ပါဘူးဗျာအိမ်ကစပားတော့မဖြစ်နိုင်ဘူးကွာတို့ကိုမကောင်းတဲ့ဆန်တွေတမင်ပေးတာပဲဖြစ်မယ်ကျုပ်ကတော့အတော်လေးကိုတီးခံနေရတယ်ကိုပိန်တီးခံကွာဦးလေးတောက်ထုံးကမှားသွားတယ်ကျုပ်လည်းဦးလေးတောက်ထုံးမျက်နှာကြောင့်တီးခံနေတာဗျာဆန်ကမကောင်းငချောက်ဆိုလည်းအသားဖက်ယူထားပြီးတော့အယိုးပဲပေးတယ်ငပိဆိုလည်းဝက်ကျွေးတဲ့ငပိစီကြတော့လီဘိုတက်ပလေငကြောက်ဖားတယောက်ကိုပိန်နဲ့တူတူစပလုံးကောက်ပြီးနင်းညွနေတော့တဲတဲကိုစိုးတယောက်ဝင်လာခဲ့ပါတယ်ကိုစိုးလာဗျာထိုင်ခမရတို့အခုမှထမင်းချက်ရမလားအေးကွာအခုမှအလုပ်သိမ်းတာလေကိုစိုးဟာသကောထဲကဆန်တွေကိုကြည့်တယ်ဟာဟေးလူခမရတို့ဆန်ကလည်းဗျာဆက်နဲ့ကြိတ်ထားတဲ့တော့မှဟုတ်လို့လားစုံနဲ့ဖုတ်ပြီးတော့မပြားထားတဲ့အတိုင်းပဲမသိပါဘူးကွာတို့ကိုဒီတိုင်းပဲထည့်ပေးလိုက်တာဟာခမရတို့စပလုံးကောက်နေပြီးတော့မှမဟုတ်ဘူးပြာမရမှာဗျပြတတ်လားဆန်တော့မပြတတ်ဘူးကွာပေးဗျာပေးကိုစိုးဟာစကားကိုလက်နဲ့ဖက်နဲ့ကင်ကဆန်တွေကိုပြပေးတယ်အဲ့တော့စပလုံးတွေကိုစကောင်းနဲ့ခုတ်ချပြီးတော့နောက်ထပ်2ခေါက်လောက်ဆန်ပြလိုက်တော့ရော့ဗျာကောက်တော့ဒီလောက်ဆိုတော်တော်နည်းသွားပြီဗျအေးဟုတ်တယ်ဟာအစောကထက်တောင်မှတော်တော်နည်းသွားပြီခမရတို့ဗျာဒီဆန်တွေကိုဘာလို့စားနေရလဲပေးတာပဲယူရတာလေကွာမဟုတ်သေးဘူးဗျာဒေါ်တင်များတို့ကလည်းဗျာဒီလောက်ကြီးတော့မလုပ်သင့်ဘူးဗျဟဲ့လူတွေခမရတို့ကျုပ်စီမှာလူငါလုံးမလားဒီမှာလောက်တာထက်စပားပို့တိုးပေးမယ်ဗျာဘယ်လိုလဲကိုစိုးစကားကြောင့်ကိုပိန်နဲ့ငကြောက်ပါတယောက်မျက်နှာတယောက်ကြည့်ပြီးတော့ကိုပိန်ကစကားဆိုလာတယ်မင်းစေတနာကိုငါတို့နားလဲတယ်ကိုစိုးငါတို့လဲကွာဒီလောက်ဆိုးတဲ့တရင်တိုင်စီမှာအလုံးမလုံးချင်ဘူးကွာဒါပေမဲ့မင်းသိတဲ့အတိုင်းပဲငါတို့နှစ်ယောက်ပေါ်မှာဦးလေးတောက်ထုံရဲ့ကျေးဇူးကရှိသေးတယ်သူကငါတို့ကိုမှားသွားတယ်ကွာသူ့ရဲ့မိန်းမနဲ့သမီးကိုတီးခံမှုငါတို့ဆက်ပြီးတော့တီးခံလိုက်အောင်မယ်ကွာကိုဝင်ပြောတာဟုတ်တယ်ကိုစိုးကျုပ်တို့ဦးလေးတောက်ထုံစကားနားထောင်ရမယ်ကျုပ်ငှက်ဖျားထတော့ကဆိုဦးလေးတောက်ထုံကအဖေတယောက်လိုပြုစုပေးခဲ့တာကိုပိန်နဲ့ငကြောက်ဖားစကားကြောင့်ကိုစိုးတယောက်ပြောလိုက်ပါတယ်အတော်ကိုတစ္ဆာတရားကြီးမားတဲ့လူယိုးကြီးနှစ်ယောက်ပဲလို့လေစိတ်ထဲမှာတွေးလိုက်ပါတယ်ဟုတ်ပါပြီဗျာခမရတို့ကမလုပ်ချင်ဘူးဆိုတော့လေသဘောပဲဒါပေမဲ့ဗျာစီတော့လိုက်ယူအောင်ဟာအားနာစရာကွာမင်းတဲကအမြဲလို့ယူတာတွေများနေပြီကွာဟဲ့လူအာမနာနဲ့ခမရတို့နှစ်ယောက်ပဲဒီရွာမှာစီရှားနေတာကိုစိုးပြောတာလည်းဟုတ်ပါတယ်နှမ်းပဲအထွက်ကောင်းတဲ့ပြင်းမရွာမှာစားစီအရန်ကိုပေါ်ကြွယ်ပါတယ်ဒီလိုပေါ်ကြွယ်တဲ့စီမှာသူတို့နှစ်ယောက်တော့ရတယ်ဆိုတာမဖြစ်တဲ့ကိစ္စပဲဒီချင်းရကိုကြည့်ပြီးတော့ဦးတော်ထုံးရဲ့မိန်းမဒေါ်တင်များနဲ့တမီးဖြစ်သူမိပန်တို့ဟာကိုပိန်နဲ့ငကြောက်ဖားတို့ကိုအညိုးနဲ့နှိပ်စက်တယ်ဆိုတာသိတာလုံးပါတယ်ပြင်းမရွာမှာရှိတဲ့အင်ကြီးတစ်လုံးမှာတော့လူနှစ်ယောက်စကားတွေပြောနေကြတယ်သူတို့နှစ်ယောက်ဟာဒေါ်တင်များနဲ့မိပန်တို့သားမီးနှစ်ယောက်ဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်တွေဟာသူ
သူမတို့အလူမဖားခင်ကြီးသူမဘားကိုရိုက်ခဲ့ခြင်းငကြောက်ဖားနဲ့ကိုပိန်ချောင်းလိုမိပန်ကအခုထိမှတ်ယူပြီးတော့အညုံမပြေသေးဘူးဒါကြောင့်သူမဟာမိခင်ဖြစ်သူကိုသူမရဲ့အကြံစီတချို့ကိုပြပြတယ်အမေနောက်နဲ့ဟိုနှစ်ယောက်ကိုလူငါမလုပ်ခိုင်းနေတော့ဒင်းတို့ကအလုပ်လုပ်ပါတယ်စပားလည်းနည်းနည်းပဲပေးရတာဘာဖြစ်လို့လဲကျမသူတို့ကိုစပားတစ်စီးမှမပေးချင်ဘူးသူတို့နှစ်ယောက်ကစားတက်လာတေးစားရှင်းစားတော့မှရေတက်ပုံတော့မပေါ်ဘူးအဖေးစီအထားတဲ့ငွေတွေအမေသူတို့ကိုမပေးရသေးဘူးမလားဘယ်ပေးရသေးမှလဲသူတို့ကစပားမယူဘဲနဲ့ငွေပဲယူမှလေပြီးတော့ကိုတောက်ထုံးစီမှာအထားတာတော့မှတော်တော်များနေပြီအမေဒါတွေကိုပြန်မပေးနဲ့ပြီးရင်သူတို့ကိုလည်းအလုံးမခိုင်းနေတော့အမေကောင်းမှာမလားဘာကမကောင်းရမှာလဲလက်ကားလူတွေကျမရီးစားကိုတင်ပေရှိတယ်သူကမြို့မှာရှင်းနေလို့နေတာရှင်းနေတွေဘာတွေလိုလားမိပန်းအမေရာအမေသမတ်တော်ရမဲ့သူပဲသမီးတို့ကောင်းညို့ကိုဘလောက်လိုလားလဲဆိုတာတခါတော့လက်တက်ဆိုင်ရမှာပေါ့အေးပါညီအစင်ပြေတယ်လို့လုပ်ပါကိစ္စအကုန်လုံးသမီးတောင်းဝင်ထားဒါဆိုသမီးကိုကိုတင်ပေစီကိုတောင်းခွင့်ပြုပါအော်အေးအရွယ်ရောက်နေပြီမို့လို့တားဆီးပိတ်ပင်မှုမရှိတော့တာကြောင့်မိပန်တယောက်လွယ်လွယ်လတ်နဲ့သူ့လုပ်ချင်တဲ့ຢာတွေကိုအတားအဆီးမရှိလုပ်တယ်ဒေါက်တင်များကဖာတဆိုးသမီးဖြစ်သွားတဲ့သမီးဖြစ်သူကိုအရင်ကားထက်ပို့ပြီးတော့အလုပ်လိုက်တယ်အခုတော့မကြောက်ဖားနဲ့ကိုပိန်ပေါ်ရုံမာမဲ့အစီအစဉ်ကိုလည်းသမီးဖြစ်သူစိတ်ချမ်းသာစေဖို့ရည်ရွယ်လို့စိတ်ကြိုက်လောက်ခွင့်ပေးမယ်လို့ဆုံးဖြတ်တယ်ဒေါက်တင်များတယောက်သမီးဖြစ်သူရဲ့ကြောပင်ကိုငေးကြည့်နေတော့တအိမ်ကျော်ကဦးစိန်တောင်တယောက်အိမ်ဝိုင်းထဲကိုဝင်လာတယ်ကိုစိန်တောင်းပါလားလာလေးထိုင်ဟုတ်တယ်မတ်တင်မြကျုပ်အကူကြီးလေးတောင်းစရာရှိလို့လာတာဘာကူကြီးများလဲတခြားတော့မဟုတ်ပါဘူးဗျာမတ်တင်မြဇီရက်သုံးဆောင်ဘက်ကိုဝါသွားခုတ်ချင်တာအဲ့ဒါခမည်းလူငါးနှစ်ယောက်ကိုထည့်ပေးပါလားဘာများလဲလို့နေပါဦးရွာထဲမှာဝါခုတ်လိုက်တဲ့သူတွေရှိနေတာသူတို့ကိုခေါ်လို့မရဘူးလားဟမ်ကိုစိန်တောင်းဒေါက်တင်မြဒီလိုပြောတဲ့အခါဦးစိန်တောင်မျက်နှာကွက်ခနဲ့ပြတ်သွားပြီးတော့တပြင်းချတယ်ကျုပ်အမှန်တိုင်းပြောမယ်ဗျာတကယ်တော့ဇီရက်သုံးဆောင်မှာကျုပ်တို့တစ်ခုတ်ထားပြီးသားရှိတယ်ဗျအဘောကဝါအုပ်ပြီးတော့တက်တိုက်ခဲ့မှာအေးပေါ့လေခမည်းသိတဲ့အတိုင်းဇီရက်သုံးဆောင်ဘက်ကငှက်ဖြားချက်နေဒီတော့ဘယ်သူမှမလိုက်ချင်ဘူးဩဒီလိုလားဒါဆိုလဲခေါ်သွားဗျာကျမပြောထားလိုက်မယ်ကိုစိန်တောင်တို့ကဘယ်နေတော့တက်မှာလဲအိမ်ကလှဲပါယူမှာလားလှဲပါပါတော့ပိုကောင်းတာပေါ့ဗျာဈေးကတော့နေလို့မရဘူးနော်ကိုစိန်တောင်စိတ်ချပါဗျာစိတ်ချစမ်းပါဒီလိုနဲ့ဒေါ်တင်မြဟာပြင်းမရွာတရွာလုံးကဘသူမှမလိုက်ချင်တဲ့ဇေယျသုံးဆောင်တောစီကိုငကြောက်ဖားနဲ့ကိုပင်ကိုထိပ်ဖို့သဘောတူလိုက်ပါတယ်ငကြောက်ဖားနဲ့ကိုပင်တို့နှစ်ယောက်တဲရှိရာကိုစိုးနဲ့သူ့ရဲ့ဦးလေးဖြစ်သူရောက်လာတယ်တဲတဲမှာတော့ငကြောက်ဖားနဲ့ကိုပင်တို့ဟာဓာသွင်းနေကြတယ်သူတို့နှစ်ယောက်ဟာကိုစိုးတို့တူကြီးကိုမျက်နှာနဲ့ပြုံးချွင်ပြီးတော့နှုတ်ဆက်တယ်ကိုစိုးနဲ့ဦးမောင်လှတို့ပါလားလာထိုင်နေဗျာကျုပ်တို့ရင်းနေချမ်းခတ်ထားတယ်အေးငကြောက်ဖားမင်းတို့ဓာတ်တွေကိုတွေးလာကြည့်လားတပတ်ခါတောတက်ရမယ်ပြောတယ်ဗျဘဲကတော့ကိုတတ်မှာတော့ကွာဦးစိန်တောင်လာခေါ်တယ်ပြောတာပဲဗျကျုပ်တို့လည်းဂါဂနနတော့တိတ်မသိဘူးမိဘန်ကဓာတ်သွေးထားတောတက်ရမယ်ပြောလို့ဓာတ်သွေးနေတာကိုစိန်တောင်းနဲ့တွားရမယ်ဆိုတော့ကြည့်သွားအောင်ကွာငါကောင်တွေဒီလူကလူရှုပ်ကွာနေပါဦးမတိတ်များတို့ကလည်းမင်းတို့ကိုခိုင်းလာကြည့်လားသူ့ဆန်စားထားမှတော့လေရဲရမှာပေါ့ဦးလေးရာကျုပ်တို့လည်းဒီတစ်နှစ်ပါပဲဗျနောက်နှစ်ဆိုကျုပ်တို့စုထားတဲ့ငွေနဲ့လဲဝဲမလားလို့ငကြောက်ဖားရဲ့စကားကြောင့်ကိုစိုးတို့တူကြီးကတယောက်မျက်နှာတယောက်ကြည့်တယ်ဦးလေးကိုကြောက်ဖားလဲဝဲမယ်ဆိုတဲ့တဲ့ရင်ကတော့တကယ်ဖြစ်နေတာပဲဗျဒီလူတွေကြိတ်စုတာထင်တယ်အေးဟုတ်တယ်ကိုတော်ထုံးမသိခင်ပြောတာလေငါကြားဘူးတယ်ကြောက်ဖားလဲဝဲမလို့ဆိုတာတူကြီးနှစ်ယောက်စကားပြောပြီးတော့မကြောက်ဖားကိုမင်းမြတ်နေငွေဘလောက်ရပြီလဲဗျကိုကြောက်ဖားဦးလေးတော်ထုံးကသူမှာခဲ့တဲ့စကားရတော့တင်းနဲ့ထုံထုံပိတ်ရင်ဦးညွန့်ဝေစီကနေလဲဝဲလို့ရတော့ပြီပြောတယ်ငွေအမောက်အတိကြတော့မသိဘူးလားကိုကြောက်ဖားမသိဘူးလေဗျာဦးလေးကရုတ်တရက်ဆုံးသွားတော့တကယ်ဆိုဒီနှစ်ကုန်ရင်ဒိုးနှစ်ယောက်အတွက်ဦးညွန့်ဝေရဲ့လဲကိုဝဲပြီးမှပြီးရင်သူကနွားတရှင်းနဲ့လှဲတစည်းပါပေးမယ်လို့လည်းပြောတယ်အဲ့ဒါကတော့သူမရှိတော့ရမယ်လို့တော့မထင်တော့ဘူးအော်ဒီလိုလားအင်းပါဗျာခင်ဗျားတို့အဆင်ပြေပါစေလို့ပဲဆုတောင်းပါတယ်ငါတို့လဲဝဲပြီးရင်တော့မင်းနွားရှင်းကိုငှားအောင်တော့စိတ်ချပါဗျာကျွတ်တို့တူကြီးနှစ်ယောက်လုံးလိုက်ပေးမယ်ဟုတ်ပြီလားကိုစိုးတို့တူကြီးဟာ
ငကြောက်ဖားနဲ့ကိုပိန်တို့ရဲ့ရီမှန်းချက်ကိုနားထောင်ပြီးတော့အများကြီးသဘောကျနေပါတယ်စိတ်ထဲမှာလည်းငကြောက်ဖားဟာထင်ထားသလောက်မအားပါလားလို့တွေးပြီးတော့ကျဉ်းနှံ့မိတယ်အတော်ရဲ့ပြောပုံရဆိုအတော်ယောက်ျားကလူငါးတွေကိုလဲဝဲပေးဖို့စီစဉ်နေတာပေါ့ဟုတ်လားအခုနှစ်ကုန်ရင်သူတို့စုတာပြည့်ပြီဟုတ်လားအတော်ယောက်ျားပြောဘူးတာကတော့အခုနှစ်ကုန်ရင်ဝယ်ပေးရမယ်ပြောတာပဲဟိုနှစ်ယောက်ကတော့ဘာမှတော့လာမပြောသေးဘူးအတော်ကရောပေးဖို့အစီအစဉ်ရှိလားဒေါ်တင်များကိုတမီးဖြစ်သူရီးသားတင်ဖေကမေးမြန်းနေခြင်းဖြစ်တယ်မိဘကတော့သူမရဲ့မိခင်ဖြစ်သူကိုကြည့်ပြီးတော့မိခင်ပြောတာတွေကိုအံ့ဩတကြီးနဲ့နားထောင်ပြီးတော့အမေဒီကိစ္စသမီးတော်မသိရပါလားသမီးထင်တာတစ်နှစ်စာလောက်ပဲပေးရမယ်ထင်တာသူတို့အိမ်မှာလောက်တာကြာပြီဆိုတော့အများကြီးပေးရမှာပေါ့ညီလေညီဖေကြောင့်သိရတာနဲ့ဒါတော့မှငါအတဲမေးလို့သိတာသူကဟိုနှစ်ယောက်ကိုကိုညွန့်ဝင်ရဲ့လေတွေဝဲပေးဖို့ကြမ်းနေတာပြီးတော့လေလဲတစင်းနဲ့နွားတစ်ချင်းအောင်ဝဲပေးချင်တာရုတ်တရက်ကြီးဆုံးသွားလို့ဒါဆိုဘယ်လိုများလုပ်မလဲမေသမီးကတော့ဒီနှစ်ကောင်ကိုတပြားတစ်ချက်မှကိုမပေးချင်ဘူးအင်းလေသူတို့ရဲ့အာဘော်ကြည့်ရသေးတာပေါ့အာဘော်ကြည့်မနေနဲ့ကိုတင်ဖေအကြံပေးတဲ့အတိုင်းသာလုပ်ကိုတင်ဖေဒီနှစ်ကောင်ကဘာတောက်စာတွေမှလည်းမတက်ဘူးကျမကငွေမပေးချင်ဘူးအဲ့ဒါကိုအဆင်ပြေအောင်လုပ်မိဘဟာသူမရီးသားတစ်ဖြစ်လေရှေ့နေတင်ဖေကိုဒီလိုပြောတယ်ဒီကမှတင်ဖေကဒါတော့စိတ်မပူနဲ့အတိတ်သက်တွေနှစ်ယောက်သာရှာထားပန်လေးတို့ပိုင်တဲ့နှစ်ယောက်ကိုရှာရမှာနော်ကျန်တာအခုတာဝန်ထားဒါဆိုအားကိုးမယ်ကိုတင်ဖေသိတယ်မလားကျမဥစ္စာပစ္စည်းတွေကအချိန်တန်ရှင်းဟာတွေပဲဖြစ်မှာသိတာပေါ့ကဲဒါဆိုအကုန်ပြင်ဆင်စရာရှိတာတွေကိုပြင်ဆင်လိုက်အောင်မယ်ဟိုနှစ်ကောင်ကဘယ်နေလာမှလဲတော့တင်ဖေဟာတန်းရမှာထိုင်နေရကနေမတက်ရပြီးမေးလိုက်ရာဒေါ်တင်မြကစိုင်းတွခြင်းမရှိဘဲနဲ့မနှက်ပြန်လာလိုက်မယ်မနှက်ပြန်ကြရင်သူတို့တွေဇေယျသုံးဆောင်တော့ဘက်ကိုဝါသွားခုံပါပြီးတော့ဒါဆိုလဲဗျာမနှက်ပဲတခါတည်းလုပ်ငန်းစမယ်ဒေါ်နဲ့ပန်လေးကအခုစကားတော့နားထောင်ရမယ်စိုက်ကြစမ်းမှာကိုတင်ဖေရှင်းသာအောင်မြောင်လို့ဒီလိုကိစ္စတွေကအကိုတော့ကတော့ပါမွားပဲကဲအကိုသွားပြီနော်တင်ဖေတယောက်ဒေါ်တင်များနဲ့မိဘန်ကိုနှုတ်ဆက်ပြီးတော့ထွက်ခွာသွားခဲ့ပါတယ်ဒေါ်တင်များကသူမတို့အိမ်ဝိုင်းထဲကထွက်ခွာသွားတဲ့တင်ဖေကိုကြည့်ကသမီးဖြစ်သူကိုမေးမြန်းနေသမီးမိဘန်နင်းရီးသားကိုကြည့်ရတာလောဘကြီးမဲ့ပုံပဲနော်အမေရဲ့လောဘကြီးတော့မကောင်းဘူးလားအေးပါနင်းအဆင်ပြေပြီးတာပဲငွေတွေမပေးရဘူးဆိုတာနဲ့ဟိုနှကောင်ကိုအိမ်ရိတ်တောင်မနှင်းခိုင်းရင်တော့အမေအေးပါပြောမဲ့တာပြောရတာဒိုးတွေတော်တော်လေးကိုမတရားသလိုဖြစ်နေပြီအမေရဲ့ဘာဖြစ်လဲဒင်းတို့နှစ်ယောက်ကြောင့်သမီးတို့သားမိလူကြားထဲမှာအဆက်ခွဲခဲ့ရတာမေ့သွားပြီလားမိဘစကားကြောင့်ဒေါ်တင်မြဘာစကားမှပြန်ပြောမှမသိဖြစ်ခါတက်ပင်းကိုသာချလိုက်မိပါတယ်မနက်ခင်းနေအောင်ကြီးများသေးတဲ့အချိန်ကိုလူများကအာယုံတက်ချိန်လို့ဆိုကြတယ်ဒီအချိန်မှာပြင်းမရွာဝင်လဲမှာနွားလေးတစ်စီးဟာတွေးရွေးနဲ့သွားနေတယ်နွားလေးပေါ်မှာရှိတဲ့လူနှစ်ယောက်ကတော့ငကြောက်ဖားနဲ့ကိုပိန်ဖြစ်ကြပြီးသူတို့သွားနေတဲ့နေရာကတော့တရင်တိုင်ဒေါ်တင်များအိမ်ကိုဖြစ်ပါတယ်ကိုပိန်ဒေါ်တင်များကဘာလို့အိမ်ကိုခေါ်တာလဲဗျဦးစိန်တောင်အိမ်ကိုတန်းသွားရမှာမဟုတ်ဘူးလားငါတို့ဒီနေ့ထဲမှာသူ့အိမ်ကထွက်မှာသူသိတယ်ကွာဒါကြောင့်ခေါ်တယ်လို့ထင်တယ်ဒါများဗျာတောကပြန်လာမှခေါ်ရင်ရနေရကိုကျုပ်တို့သွားမှ4-5ရက်ထဲကြာတာသူကအလုပ်ရှင်ပဲကွာခေါ်တော့လေသွားရတာပေါ့သူတို့နှစ်ယောက်ဟာစကားတီးတူပြောပြီးတော့ဒေါ်တင်မြအိမ်ဝိုင်းထဲကိုလှဲကိုမောင်းဝင်တယ်သူတို့လှဲလေးဒေါ်တင်မြဝိုင်းထဲကိုရောက်တာနဲ့ဓမီထိုးပြီးတော့သူတို့နှစ်ယောက်ကိုအိမ်မော်တက်ဖို့ခေါ်လိုက်သူကမိဘမှာနှစ်ယောက်စလုံးအိမ်မော်ကိုတက်ကြတယ်မိဘရဲ့အိမ်မော်တက်ခဲ့ဆိုတဲ့စကားကြောင့်မကြောက်ဖားနဲ့ကိုပိန်တို့အိမ်မော်တက်ပြီးအိမ်မော်ရောက်ချင်မှာပဲဒေါ်တင်မြနဲ့တူတူတခြားသူတွေပါဆောင်းဆိုင်နေရတွေ့ရတယ်ဒီထဲမှာတင်ဖေးလို့အမိရတဲ့မိဘရီးသားဟာရှင်းနေတယောက်ပြီးသူတို့နှစ်ယောက်လက်ကိုဆွဲပြီးတော့ထိုင်ကုန်မှာထိုင်စေတယ်အကိုတို့ထိုင်ကြဗျာကျွန်တော်နာမည်ကတင်ဖေးပါဟော်ဒီကဒေါ်တင်မြအကိုတို့နှစ်ယောက်သူ့အိမ်ကထွက်သွားရင်သူတို့နဲ့ဘာမှမဆိုင်တော့ဘူးဆိုတဲ့အကြောင်းလေးကိုတရားဝင်လေးလုပ်ပေးပါဆိုလို့ကျွန်တော်ကလာခဲ့ရတာပါဒီလိုတွေကလှုပ်ဖို့လိုလို့လားဟုတ်တယ်ဗျကျွတ်တို့ကဘာမှနားလေတာမဟုတ်ဘူးငကြောက်ဖားနဲ့ကိုပိန်ဒီလိုပြောလိုက်ရာမိပန်ဟာသူတို့နှစ်ယောက်ကိုစူးဆဲကြည့်လာတယ်ရှင်တို့နှစ်ယောက်နောက်နောက်ကျွတ်တို့အိမ်နဲ့လာပတ်သက်မှာဆိုလို့လောက်ခိုင်းတာနားလဲပြီလားရှာကလည်းသိရှိတာပဲရှင်တို့ဘာနားလဲလို့လဲကုန်တီဖေးခိုင်းတဲ့တိုင်တာလုပ်ပေးလိုက်
မိဘစကားကြောင့်ငကြောက်ဖားနဲ့ကိုပိန်တို့ဘာစကားမှထပ်မပြောတော့ပဲငြိမ်သက်သွားတဲ့အခါမှာတော့ကိုတင်ဖေဟာစာချုပ်တစ်ခုကိုယူလာတယ်။ကဲအကိုတို့နှစ်ယောက်ဒီနားမှာလက်မှတ်ထိုးကျုပ်တို့ကလက်မှတ်မထိုးတတ်ဘူး။လွယ်ပါလေဗျာ။ဒီမှာနာမည်ချရေးလိုက်အတော်ယူခိုင်းတဲ့မှတ်ပုံနေရောယူလာပြီလား။ပါတယ်ဒီမှာကိုတင်ဖေဟာငကြောက်ဖားနဲ့ကိုပိန်တို့ရဲ့မှတ်ပုံနေတွေကိုယူပါစာချုပ်ထဲမှာရေးနေပြီးလက်မှတ်ထိုးခိုင်းတယ်။ပြီးတော့လက်ဝေပါနှိပ်ခိုင်းတယ်။ကိုပိန်နဲ့ငကြောက်ဖားတို့ဟာလူရိုးလူအားတွေဖြစ်တဲ့အတွက်တရင်တိုင်းနဲ့တင်ဖေခိုင်းတဲ့တိုင်းအကုန်လိုက်ပြီးတာနဲ့အိမ်မောကဆင်းလာပြီးတော့ဦးစိန်တောင်းရဲ့အိမ်ကိုနွားလဲနဲ့လိုက်ပါသွားကြတယ်။ကန်ဆိုတာလုံးရက်ဖြစ်ပြီးကိုပိန်နဲ့ငကြောက်ဖားတို့ကန်ဟာမတမာတို့လူတစုရဲ့ရုံးမာရက်ဆက်မှုကြောင့်ဒုက္ခရောက်ခဲ့ပြီးမိမေဖားမဲ့နှစ်ယောက်ဖြစ်ပြီးညီကိုရင်ထက်ပင်တန်ရောစဉ်ခိုင်မာနေတဲ့သူတို့နှစ်ယောက်ရဲ့ဘဝတွေကိုတော့ဘဝမောင်တိုင်းကပြင်းထန်စွာနဲ့တိုက်ခိုက်လာတယ်။ဇီယက်သုံးဆောင်ဘက်ကိုတစ်တိုက်လိုက်သွားရကနေကိုပိန်ဟာငှက်ပြားမိလာတယ်။ငကြောက်ဖားကတော့ငှက်ပြားမိပေမဲ့ကိုပိန်လောက်မပြင်းထန်ဘူး။သူတို့၄-၅ရက်ကန်ကြာမယ်ထင်တာပေမဲ့တကယ်လက်တွေ့မှာတော့တလဝန်းကျင်ကြာသွားတယ်။အတော်ကိုလည်းဒုက္ခရောက်ခဲ့တယ်။ရွာပြင်ရောက်တဲ့ခါမှာတော့သူတို့ရဲ့လိုအားကားတွေကိုတော်တင်များတို့တာမီကထုတ်ယူသွားတယ်ဆိုပြီးတော့သူတို့တဲမှလည်းမထားတော့ဘူး။ဒါကြောင့်ငကြောက်ဖားကသူ့ရဲ့အိမ်လေးမှာကိုပိန်ကိုပြုစုသလိုဖြစ်တယ်လို့ပြုစုရတယ်။ရွာတဲကစိတ်တဘောထားကောင်းတဲ့ကိုစိုးလိုလူတွေကြောင့်သာစားဝတ်နေရဲ့အဆင်ပြေသွားတာ။ကိုပိန်ရဲ့ငှက်ပြားယောဂါဟာမတက်တာတာကြောင့်ငကြောက်ဖားဟာရွာမှာရှိတဲ့ဘိန်းတော်ဆရာတယောက်ကိုပင့်ဆောင်ပြီးတော့ကုသတယ်။တန်မာတဲ့ကိုပိန်ကအခုတော့နာမည်နဲ့လိုက်ဖက်စွာပဲပိန်လီနေပြီ။စပင်းတွေကကျွတ်ပြီးတော့ကျွတ်တို့ကျတဲ့ဖြစ်လာတယ်။ဆေးဆရာကြီးကကိုပိန်ကိုစစ်ဆေးတယ်။ကြောက်ပါကိုပိန်ကိုမျိုးစေးုံပို့မှဖြစ်မယ်။သူဖြစ်နေတဲ့ငှက်ပြားကလူငယ်ကငှက်ပြားမဟုတ်ဘူးကွာ။စိတ်ယုံပို့ရမှာပေါ့လေ။ကျွတ်တို့လဲဝဲဖို့ဆူထားတဲ့ငွေတွေရှိတာပဲ။ကျုပ်သွားတောင်းပြီးတော့စိတ်ယုံတင်လိုက်မယ်။အေးကောင်းတယ်ကွာ။ဒီရဲ့ပိုင်းမဲ့တင်ဆေးနေမှုံမဲ့ရှိတာမို့လို့ဒါပဲပေးခဲ့မယ်။ဆေးယုံကိုမမြန်တင်ဖို့တော့လုံမယ်တော့ငါကြောက်ပါ။စိတ်ချပါဗျာ။ကျုပ်အခုညပဲငွေသွားတောင်းလိုက်မယ်။ဆေးဆရာကြီးပြန်သွားတဲ့ခါမှာကိုပိန်ဟာအိမ်ရာတွေကနေပြီးငကြောက်ဖားကိုအတန်တော်တော်ရင်းနဲ့စကားလှမ်းပြောတယ်။ကြောက်ဖားအဲ့ဒါလဲဆိုင်ဖို့လေကွာလဲဝဲဖို့ကွာတုံးပြလို့မရဘူးနော်။ကိုပိန်ကလည်းဗျာခမားထက်လဲကအရေးကြီးလို့လားမဟုတ်သေးဘူးကွာငါကမင်းတို့ကိုအပိုင်လေးလေးရှိသေးချင်တာငါဘာမှမဖြစ်ပါဘူးကွာငှက်ဖျားပဲဂယုစိုက်စရာမလိုဘူးကွာကိုပိန်ခမားကတော်တော်ပေးတယ်လို့ပဲခမားပြောစကားကြုံနားထောင်ပြီးပြီအခုတခါတော့ကျုပ်ပြောစကားကိုခမားနားထောင်များကျုပ်ကိုဆိုလို့စီခဏသွားအောင်မယ်စေယုံတော်ဖို့ကဘာတွေလို့လဲမသိဘူးဗျခဏပဲပြီးရင်ပြန်လာမယ်မကြောက်ဖားတယောက်ကိုပိန်ကိုဒီလိုပြောပြီးတော့အိမ်လေးကနေအပြင်ကိုထွက်လာတယ်ဘာပြောတယ်ငွေပေးရမယ်ဟုတ်လားဘဲကငွေလဲကျုပ်တို့အငှားလောက်ခဲ့တဲ့ငွေတွေလေးဗျာကျုပ်တို့လောက်တာနှစ်တွေကြာနေပြီဦးလေးစီမှာပဲအပ်ထားတာအခုလဲတောင်ဝယ်လို့ရပြီလေလောလောဆယ်ကျုပ်လဲမဝယ်ပြတော့ဘူးဗျငွေတွေပြန်ပေးပါယူနေလားနင်တို့ကငွေတွေပြန်ပေးပြီလေမပေးရသေးပါဘူးဗျာပေးပြီလေဒီလိုတွေဖြစ်လာမှဆိုလို့တက်တဲ့တက်ကာတာနဲ့ကိုပေးခဲ့တာဘာဒီပြောနေရလဲဗျကျုပ်တို့တပြားတစ်ချက်မှမရသေးဘူးနော်ငကြောက်ဖားတယောက်ဒေါ်တင်များစီကသူတို့ရဲ့လူအားကားတွေကိုတောင်းခံတယ်ဒါပေမဲ့အကြံသမားသားမင်းတယောက်ကငကြောက်ဖားကိုပေးပြီလို့သာပြောင်းလဲပြီးတော့အိမ်ပေါ်ကနေမောင်းချတယ်ငကြောက်ဖားကငကိုကလေးကကြောက်စိတ်ရှိတဲ့အတွက်မျက်ရည်လက်ရွှဲနဲ့ဒေါ်တင်များရဲ့အိမ်ကထွက်လာပြီးကိုဆိုးတို့အိမ်ကိုသွားတယ်ကိုဆိုးလည်းသူ့ရဲ့အိမ်ကိုစိတ်မကောင်းတဲ့မျက်နှာနဲ့ရောက်လာတဲ့ငကြောက်ဖားကိုကြည့်ပြီးတော့ကိုကြောက်ဖားဘာဖြစ်တာလဲဗျငါတို့ကိုဒေါ်တင်များကြီးညစ်တယ်ကွာငါတို့ကိုပေးစရာမရှိဘူးတဲ့ပေးပြီတဲ့ငါတို့လည်းတပြားတစ်ချမ်းမှမယူရသေးဘူးအခုကိုပိန်ကိုစေးုံတင်မှာမို့လို့တောင်းတောင်းတာကွာငါတို့ငွေကိုမပေးဘူးဟာဒီလိုအနိုင်ကျင့်လို့ပဲရမှာလဲခမရတို့ငွေရတာရှိတာကျတို့အားလုံးသိနေတာပဲရွာလူကြီးကိုတိုင်ပြီးတော့တောင်းများငါ့ကိုကိုညီပါအောင်ကိုဆိုကိုပိန်ကအသေးတန်ဖြစ်နေတာကွာစေးုံတင်မှာရမယ်ကျုပ်သိပါတယ်ကျုပ်လက်ထဲမှာလည်းငွေကမရှိတော့ခက်တယ်ကျုပ်တို့လိုတာမန်တောင်းသူတွေဆိုတာစပားပေါ်မှာပဲငွေကပေါ်တာဗျငါသိပါတယ်ကွာငါတို့ငွေတွေပြန်ရဖို့ကိုညီခိုင်းတာပါအေးဗျာဒါဆိုကျတို့တွေရွာလူကြီးကိုတိုင်ပြီးတောင်းမယ်ကြားတယ်ဗျာအခုပဲသွားမယ်ကိုစိုးကငကြောက်ဖားကိုခေါ်ပြီးတော့ပြင်းမရွာလူကြီးအိမ်ကိုထွက်လာတယ်ရွာလူကြီးအိမ်ကိုရောက်တော့ငကြောက်ဖားကသူ့ရဲ့အဖြစ်စနစ်ကိုပြောပြရာရွာလူကြီးကလည်းသူ့ရဲ့တပည့်တယောက်ကိုဒေါ်တင်များကိုအခေါ်လွှတ်တယ်အချိန်တိုင်းတာတစ်ခုတည်းစောင့်ပြီးသွားတဲ့အခါဒေါ်တင်များနဲ့တူတူသူမရဲ့သမီးဖြစ်သူမိပန်း
မိပန်းရဲ့ရီးစားတင်ဖေးတဲ့လိုက်ပါလာတယ်တင်ဖေးဟာရွာလူကြီးအိမ်ရောက်တာနဲ့သူ့ရဲ့လက်ဆွဲအိတ်ထဲကစာချုပ်တစ်ခုကိုထုတ်ပြတယ်ကျွန်တော်ထင်တဲ့ရွာလူကြီးဒါကြောင့်ဒေါ်လေးကိုစာချုပ်စာတမ်းပေးဖို့ပြောလိုက်တာသိတယ်မဟုတ်လားနှုတ်တရားစာတလုံးနဲ့လူတွေကလည်းဗျာရိုးလာနဲ့သူတို့ဘာငွေကိုဘယ်နှခါမှလိုချင်လည်းမသိဘူးရွာလူကြီးဒီမှာဗျသူတို့ကိုဒေါ်လေးလို့ပေးရမယ့်ငွေအဲ့ဒီအမောက်ထက်ပို့ပြီးတော့ပေးထားတာလက်မှတ်ရောလက်ဖို့ရရောကြည့်ဒီစာချုပ်ရဆိုရင်တော့ငကြောက်ဖားတို့ကငွေယူပြီးပြီအဲ့ဒါပြောတာပေါ့လူကြီးရာလူယိုးဆိုတာတင်းညက်မှာပဲရှိတယ်တင်ဖေးနဲ့ရွာလူကြီးစကားကြောင့်ကိုစိုးအံ့ဩနေပြီးရွာလူကြီးလက်ထက်ကစာချုပ်ကိုယူကြည့်တယ်သူတိလိုက်ပြီးငကြောက်ဖားတို့ယူအားတာကိုခွင်ကောင်းယူပြီးတော့မတရားလုပ်ရတာဘာစကားပြောရမှန်းတော့မသိတော့ဘူးငကြောက်ဖားကဘာမှနားမလည်တဲ့ဟန်နဲ့ဘာဒီပြောနေရလဲဗျဒေါ်တင်များနဲ့မိပန်းခမရတို့ပြောတော့ကျုပ်တို့လက်မှတ်ထိုးတာခမရတို့နဲ့နောက်မပတ်သက်အောင်ဆိုအခုလိုဖြစ်ဘလို့ဖြစ်ပြီးတော့ကျုပ်ငွေတွေပြန်ပေးဗျာကိုပင်းကစေးရုံတက်မှာဖြစ်မှာငကြောက်ဖားတီလို့ပြောတဲ့အခါမှာမိပန်းကရှင်တို့ဘာသာငွေတွေဘယ်မှာသွားဖြုံးပြစ်မှမသိတာအခုမှဘာတွေလာပြောနေရလဲမိပန်းငါတောင်းမှပါတယ်ဟာရစရာရှိတဲ့ငွေတွေအကုန်မပေးတော့မှကိုပင်းစေးရုံတက်ဖို့တော့ပေးပါဟာနင့်အမေကနင်းပြောရင်ရပါတယ်ဟာမြုံနဲ့ကျုပ်တို့ရွာကအဝေးကြီးပဲငွေလေးနှစ်ပဲတစ်ပြားလောက်နဲ့စေးရုံတက်လို့ရမယ်များထင်နေလားအနေဆုံးတော့လက်တဧကဘိုးလောက်မှလောက်မှာကျုပ်တို့ကရှင်တို့ကိုလဲ4ဧကကိုပေးထားပြီးပြီလေဘာလို့ထပ်ပေးရမှာလဲအမေလားပြန်မယ်မိပန်းနင်းပြောပြပါဟာကိုပင်းကတော်တော်ကိုနေမကောင်းဖြစ်နေတာဟာမကြောက်ဖားစကားကြောင့်ဒေါ်တင်မြတယောက်မျက်နှာပြန်ရင်းစွာပြုတ်နေပြီမို့လို့မိပန်းကရွာလူကြီးနေအိမ်ကနေမိခင်ကိုမြန်လေးခေါ်ထုတ်သွားတယ်တင်ဖေကလည်းအောင်နိုင်သူတယောက်လိုပဲရွာလူကြီးအိမ်ကနေပြန်သွားတယ်ရွာလူကြီးကတော့ငကြောက်ဖားကိုကြည့်ပြီးတော့ငကြောက်ဖားမင်းတို့နှစ်ယောက်ဒီလောက်တောင်မှအားရလားကွာဟမ်ကျုပ်ငွေတွေရမှာဖြစ်မှာဗျခိုးကမင်းတို့ကိုငွေမပေးချင်လို့လူလဲကျသွားပြီငါလည်းဘာမှမတတ်နိုင်ဘူးကွာမြို့တက်ပြီးတော့တရားဆွဲဖို့ပဲရှိတော့တယ်အဲ့ဒါကပို့တော်ခတ်သေးငကြောက်ဖားတယောက်ဘလို့လုံးရမလဲမသိဘူးခေါင်းကိုသာတွင်ကုတ်တယ်အဲ့နောက်သူ့ဘားကိုသူပြန်ရိုက်တယ်ဒီလောက်တောင်ကြောက်ရလားဒီလောက်တောင်အားရလားကွာကိုကြောက်ဖားခမည်းဘာလုပ်တာလဲဒါခမည်းတို့အမားမှမဟုတ်တာခမည်းစိတ်ထဲကိုများကျုပ်တို့တွေတခုခုကြမ်းအောင်မယ်အခုတော့ဗျာခမည်းကိုပိန်စီပြန်သွားအိမ်မှာသူ့အတွက်ကြက်သားဆံပြုတ်ကျုံမယ်ပြုတ်ပေးထားတယ်ယူသွားဗျာအေးပါကွာဒီလိုနဲ့ပဲငကြောက်ဖားဟာရွာလူကြီးအိမ်ကနေပြီးတော့ခေါင်းငိုက်ဆိုင်နဲ့ပြန်သွားပါတယ်နေရက်တွေဟာတဖြည်းဖြည်းနဲ့ကုံဆုံးလာပြီးကိုပိန်ရဲ့အခြေအနေကလည်းတဖြည်းဖြည်းဆိုးလာတယ်ငကြောက်ဖားဟာနေတိုင်းဒေါ်တင်မြထံငွေသွားတောင်းပေမဲ့ရိုက်ပုတ်ထုတ်ခြင်းဆဲဆိုခြင်းကိုသာခံရတယ်ဒေါ်တင်မြကိုပိန်ကိုစေးုံတင်မှုငွေနည်းနည်းပဲပြီးပါဗျာကျုပ်တစ်သက်လုံးကြုံခံဆိုခံပါမယ်နင်းကိုဘယ်နှခါပြောရမလဲမပေးချင်လို့မပေးတာလို့မလုပ်ပါနဲ့ဗျာကိုပိန်ကစေးုံတက်မှဖြစ်ရမှာမဟုတ်လို့ပါစေးုံမတင်ရင်တေးသွားလိမ့်မယ်နေတို့ဘာသာတင်မတင်နေငါးနဲ့ပါဆိုင်လေဟမ်သွားစမ်းကြောက်ပါစက်တည်ရုပ်တယ်ဒီလိုပြောဆိုပြီးတော့လူငါးတစ်တွေကိုရိုက်ခိုင်းတာကြောင့်ငကြောက်ဖားကိုအနိုင်ကျင့်ခံရပြီးတော့ငကြောက်ဖားပြန်လာတယ်ဒီလိုနဲ့ပဲ15ရက်လောက်ကြာတဲ့အခါမှာတော့ကိုစိုးတယောက်ငကြောက်ဖားကိုခေါ်ပြီးသူ့ရဲ့စီစဉ်ကိုပြောပြတယ်ကိုကြောက်ဖားကျုပ်လဲရွာထဲမှာငွေလိုက်ချေးတာပဲဗျစေးုံတက်ဖို့တော့မလောက်ဘူးကျုပ်လဲဆုံးဖြတ်လိုက်ပြီးကျုပ်လဲကိုရောင်းမယ်ဗျမနေ့ပြန်စေးုံတင်မယ်လဲဝဲမဲ့လူကမနေ့ပြန်လာမယ်တဲ့ကျုပ်ရောင်းနေတာတစ်ပတ်လောက်ရှိပြီမတည့်သေးတာဗျအခုတဲ့ပြီဆိုမှပဲခမ ्या ကိုပြောတာကိုစိုးမင်းကငါတို့ပေါ်တကယ်ကောင်းတယ်ကွာငါကိုပိန်ကိုသွားပြောလိုက်အောင်မေငါလည်းနေတိုင်းဟိုအိမ်ကိုအကျွေးသွားတောင်းနေတာမရဘူးကွာအေးပါဗျာကဲကျုပ်လည်းဟိုဘက်ရွာကနေမင်းလည်းသွားပြောထားလိုက်မယ်မနေ့ပြန်ငွေရတာနဲ့သွားကြမယ်ကျေးဇူးတင်ပါတယ်ကွာကိုပိန်ဆိုတာငါအကိုလိုတတ်မှတ်ထားတာငါအတွက်တော့သူကအရာရာပဲကွာကိုကြောက်ဖားကပြောဆဆကိုစိုးကိုဦးကုန်းချတယ်ကိုစိုးတယောက်ပြကလေးကိုတားရတယ်အဲ့နောက်ကိုကြောက်ဖားကသူ့ရဲ့နေအိမ်ကိုပြန်သွားတယ်ကိုစိုးကဆေးရုံသွားရင်လိုအပ်တာတွေကိုသူ့ရဲ့မိခင်ကြီးနဲ့တိုင်ပင်ပြီးတော့ထုတ်ပိုးတယ်ကိုစိုးဆောင်ယူသွားအောင်ကိုပိန်တို့မှာဆောင်ကောင်းကောင်းရှိမှာမဟုတ်ဘူးမျိုးရောက်ရင်လိုအပ်တာကိုလည်းဝယ်ငွေဆိုတာပြန်ရှာလို့ရတယ်လူတယောက်အသက်ကိုကယ်ရတာလောက်မခတ်ဘူးအမေကတော့ဇီဝိတဒါနလောက်ရတာမလို့ကျင်းတတ်တယ်အစောကတည်းကအဲ့လိုလုပ်ခိုင်းမလို့မင်းမကြိုက်မှဆိုလို့အမေကမပြောတာကျုပ်ကလည်းအမေမကြိုက်မှဆိုလို့
လဲကိုရောင်းမှုမပြောတာသားမင်းနှစ်ယောက်စလုံးကပရာဟိတစိတ်ထက်သန်သူတွေမို့လို့ဒုက္ခရသူကိုကူညီပေးရမှာအရန်ကိုဝမ်းမြောက်လို့နေကြတယ်ကိုစိုးဟာနွားစာစင်ရင်နွားလဲကိုရေးစဲချင်းနဲ့ပြုလုပ်တယ်အချိန်တော်ကြာသွားတဲ့ချိန်မကြောက်ဖားတယောက်ပစိန်တလက်ကိုထမ်းပြီးတော့သူ့ရဲ့အိမ်ကိုရောက်လာတယ်သူ့ရဲ့မျက်လုံးတွေကရေဝင်နေပြီးတော့အမြဲပြုံးနေတဲ့သူ့ရဲ့မျက်နှာမှာအပြုံးရိပ်ကိုမမြင်ရဘူးသူဟာနွားလဲဆင်းနေတဲ့ကိုစိုးကိုကြည့်ပြီးတော့ကိုစိုးတို့တွေစေးုံသွားကြမလို့တော့ဘူးဘာဖြစ်လို့လဲဗျအိမ်သွားကြည့်လိုက်ကွာငါလှုပ်ရှားလေးရှိလိုက်လို့သွားလိုက်အောင်မဲဘဲကိုသွားမှလဲကိုကြောက်ပါဒီနားပါကွာအမိုက်သွားရှင်းပါကိုစိုးတယောက်စိတ်ထဲမှာပူပန်သွားပြီးတော့ဘလို့လုံးရမလဲမသိဘူးအဲတော့သူဟာအလင်းစလုံးနဲ့ကိုပင်ရှိရာကိုအမြန်မဲ့ပြေးထွက်လာတယ်အပြေးတစ်ပိုက်နဲ့မကြောက်ဖားတို့နေထိုင်တဲ့အိမ်လေးကိုခက်မမဲ့ရောက်ရှိသွားပြီးတော့အိမ်လေးထဲမှာတော့ဆေးဆရာကြီးနဲ့ရွာသားတချို့ရှိနေကခဏနွမ်းအိမ်ရာလေးပေါ်မှာတော့ကိုပင်တယောက်အသက်ပြောင်းနေတာကိုစိုးဟာဆရာကြီးကိုကြည့်ပြီးတော့ဆရာကြီးကိုကြောက်ပါဘဲသွားမယ်ပြောသွားလေငါ့ကိုပြောတာကတော့ကိုပိန်အတွက်အမိုက်ရှင်းမယ်ဆိုပြီးထွက်သွားတာပဲကြောက်ဖားကိုကြည့်ရတာတော်တော်ကိုခံစားနေရတဲ့ပုံပဲအမိုက်ရှင်းမယ်ဘယ်အမိုက်ကိုရှင်းပါလဲကိုစိုးတယောက်အတွေးပေါင်းစုံနဲ့စိတ်ထဲမှာဖြတ်ခနဲဒေါ်တင်များကိုမြင်အောင်မိတယ်မကြောက်ဖားရဲ့အေးဆက်ဆက်မျက်နှာကိုပါတစ်ဆက်တည်းမြင်အောင်ပြီးတော့စိတ်ထဲကနေဖျားတကဒေါ်တင်များအိမ်ကိုပြေးလွှားပဲလိုက်ပါသွားတယ်ပြင်းမပင်ရွာသားတွေဒေါ်တင်များနေအတွင်းမှာဝိုင်းုံနေပါတယ်အเจ้าကအိမ်ဝိုင်းထဲမှာရုပ်ပြက်ဆင်းပြက်တေဆုံးနေတဲ့အလောင်း၃လောင်းကြောင့်ဖြစ်ပြီးဒေါ်တင်မြမိပန်နဲ့တင်ဖေးတို့ရုပ်အလောင်းတွေဟာဦးကောင်းတွေကျွေးမွားနေပြီးမြင်မကောင်းအောင်ဖြစ်နေတယ်။အလောင်းတွေနီးမှာတော့ပစိုးတိုဝတ်ထားပြီးသွေးတွေပေးချင်နေတဲ့ပေါ့စင်တလက်ကိုကိုင်းထားတဲ့ငကြောက်ဖားကိုတွေ့ရတယ်။ငကြောက်ဖားကပစိန်ကိုမြေပြင်မှာပစ်ချလိုက်ပြီးလူကြားတွေကထိုးထွက်လာတဲ့ကိုစိုးကိုမြင်ချိန်ပြုံးရပြီးတော့စကားဆိုတယ်။ကိုစိုးငါအမိုက်ရှင်းပြီးပြီကွာ။အခုလိုလုပ်ပြီးရင်ငါအဖမ်းခံရမယ်မဟုတ်လား။ဘာမှအဖမ်းခံရမှာလဲကိုစိုး။ကိုကြောက်ဖားခမရဘာလို့ဒီလိုတွေလုပ်ရတာလဲသူတို့ကအမိုက်တွေကွာငါရှင်းမှရမှာလေကိုစိုးကိုငါကိုပိန်ကိုမင်းကိုအပ်ခဲ့မယ်ကွာကောင်းကောင်းတကြိုပေးလိုက်ပါကဲဟိုမှာရွာလူကြီးလက်လာနေပြီငါသွားတော့မယ်ကွာမင်းကျေးဇူးတော့တသက်လုံးမမေ့ပါဘူးကွာကိုစိုးတယောက်ဘာစကားမှပြောမှမသိဖြစ်နေတဲ့အချိန်မကြောက်ဖားကတော့ရွာလူကြီးရောက်လာတာနဲ့သူ့ကိုကျုပ်တုပ်ဖို့အတွက်လက်နှစ်ဖက်ကိုနောက်ပစ်ပေးလိုက်ပြီးအေးအေးဆေးဆေးပဲအဖမ်းခံလိုက်ပါတယ်ဒီမှာနေမေကျွန်တော်တင်ဆက်ပေးခဲ့တဲ့ပရလောကဇလံပြီးဆုံးပါပြီ